ကိုရှော့တွေ့ရကြီးပဲပြဿနာတွေတက်တဲ့နေတဲ့ကြီးပဲစောက်တဲ့ရမယ်လမ်းပဲရွေးနေမိခဲ့အိမ်မထဲမှာစိတ်တက်ပြင်းနေတဲ့နဲ့ so what should I do what can I do how am I lose I'm a ten I know boo လောင်းနေပဲရမယ်မသက်ဆိုင်တော့သူဘွားရဲ့လမ်းတစ်ခွေစားမတိုင်လဲမတူရှင်လဲမတူတေးလဲမတူဘယ်နှလုံးသားလေးမွားစာချေခဲ့ဘူးမင်းစကားတွေဆိုဖြေမဲ့ယူဒါရီဟာနေစာတော့ခဏတာတဲ့ဘောမမြဲခြင်းတရားရဲ့လက္ခဏာပေါ်အဖြစ်ဖြစ်နားလက်တဲ့လာတော့လေနှုတ်ဆက်တဲ့ပြောတော့မူလောက်ကြည့်စိုးစကားတွေမျိုးမျိုးငါမချခြင်းတော့တိုးလိုက်တာကောင်းလုံးပါဘသူမှမရှိရှင်တော့တလို့ရင်ထဲမှာကြိုးခေါ်နာမချက်တာစိုးစိုးမေကွာတိုးလိုက်ပါခဲ့သမျှဆုံးသက်ကိုလန်းကိုရှောက်ဖို့ဆုံးဖြတ်တေးတို့ကိုပြန်သုံးသက်ငါတွက်ကဆိုးဆက်ရဲ့ဒါမှန်တရားတွေဟာမဆောင်နိုင်အောင်ငါခံစားနေဒီကောက်ကန်ကခေကြောက်ဆုံးလာပြီးဆိုဖန်ကားတွေလိုချင်မှုလိုချင်လဲရနေတော့ထိခိုက်စေမယ့်စကားတွေတော့မချက်တဲ့နာဟောင်းစွာနေအောင်တော့လေ baby ခွင်လို့ပေးထားတာပါငါမင်းပေါ်မှာငါရှိကကလေးစားစားများဖြစ်နေလားပြောတော့မူလောက်ကြည့်စိုးစကားတွေမျိုးမျိုးငါမချခြင်းတော့တိုးလိုက်တာကောင်းလုံးပါဘယ်သူမှမရှိရှင်တော့တလို့ရင်ထဲမှာကြိုးခေါ်နာမချက်တာစိုးစိုးမေကွာတိုးလိုက်ပါ